สวัสดีค่ะမြန်မာပြည်ကအမျိုးတို့ရေအဖွားဘန်ကောက်လေစိတ်ကိုရောက်နေပြီနော်။ Oh sorry နော်မောင်ရင်ဒါကမြန်မာပြည်ကလက်ဆောင်ပေးမလို့อ่ะအမလေးငါမျက်မှန်ကဝါးနေလို့တော်သေးတာဗောဒီကားကလည်းလေအေးပိတ်ဆက်မပါဘူးလားငါရဲ့မိတ်ကပ်တွေအရေးပြောကုန်တော့မယ်အမောင်ဖြစ်ဖြစ်မောင်းပါငါအိတ်ကြီးလွင့်ထွက်သွားအောင်မယ်ဆက်လိုက်တာမှရင်ဘက်ထဲမီးတောက်သွားတာပဲဒါပေမဲ့မန်လေးသူဆိုတော့အေးဆေးပေါ့ရေလေးတော့ခတ်ပေးကြပါအောင်ဟာမလေးကျိုးပါပြီညီကအနှိမ့်တယ်လားညီနဘန်းသမားလားငါအယိုးတွေတရွှွတ်နဲ့မြဲနေပြီကျမ်းပါပါစေချမ်းသာပါစေထိမထိုးပဲထိပေါက်ပါစေမောင်ရင်ဒါကရှော့ပေးခါလို့ပြောတာလေ100လားမြန်မာပြည်မှာဆိုဒါမျိုးက9000ပဲရှိတာအိုးပင်လယ်လေးလေးကတော်တော်အေးတာပဲဖက်ရှင်ကဒီလှေပေါ်မှာအလှဆုံးပဲမဟုတ်လားဒီစက်ကအမှန်ကောပြရဲ့လားငါဝယ်လာတာဘာမှမရှိပါဘူးအဝတ်အစားလေးနည်းနည်းပါပဲကဲထပ်ပေးရမယ်ဆိုလဲပေးလိုက်မယ်ဘိုင်ဘိုင်မြန်မာပြည်ပြန်တော့မယ်နော်